တော့ရန်ကုန်စမ်းပြတာတွေတစ်ပရိတစ်ပရိနဲ့ရှိရဲ့ကျွန်တော်မှာရှင်းတောင်းဖြစ်ပါတယ်ဒီဗီဒီယိုကိုလည်းလို့စပလင်းနဲ့မရလိုက်ရင်တော့သွားပါရွာတော့တိတ်ပြီးတာမျိုးဘောတော့ပါဆိုတော့ဒီမှာစပလင်းတစ်ခုကြာလာပြီတော့စတုံးနေမိုင်းလေးအောင်ဒီမှာဒီကျုံးမှာရှိရဲ့အပင်တွေကိုလုံးလိုက်ခဲ့ရည်တော့စတုံးနေနိုင်ပြီးတော့လိုအပ်တဲ့ပစ္စည်းကိုလုပ်ခဲ့တယ်ဒီကျုံးမြည်ခဲ့ပါလေဗျာတော့ဒီကျုံးကိုပိုးသေးအောင်လုပ်ခဲ့ပေါ့နော်ပြီးတော့ကျွန်တော်ဖာနီကလုပ်ခဲ့ပါတယ်အဲ့ဒါလုံးကျုံလို့ဒီဘေးကိုကားရတယ်ပေါ့နော်ဟိုလုံးကျုံပါသေးနေ့တော့ကျွန်တော်နေရာချဲဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီခိုးတွေတွေးလို့ထပ်ပြီးတူးခဲ့ပါတယ်ရှောင်းအောင်ပေါ့နော်ပြီးတော့ကျွန်တော်အာရုံနဲ့တွေးတူးခဲ့ပါတယ်ဒီကမှကျွန်တော်အာရုံနဲ့လည်းထပ်ပြီးတွေးခဲ့ပါတယ်ကျွန်တော်ကျုံးမှာတစ်ပင်နေရလိုက်ပြအဲ့ဆိုတော့တက်သားတော့စိတ်ပြတာမလို့ပေါ့နော်တော့မနေ့တော့ဒီကျုံးမော်မြကြီးနဲ့ဆက်ပြီးချိန်ခဲ့ပါတယ်ဒါမှအေးလေးကောင်းလို့စိတ်ကြွေးပါတယ်ဘယ်လိုအိမ်လဲဆိုတော့အိမ်သေးလေးပေါ့နော်ချက်ဒီခွက်တင်တွေပဲနဲ့ချပစ္စည်းလိုက်ခိုင်းတယ်တော့အိမ်ကပြီးဆုံးသွားပြီပေါ့နော်တော့နားလေးမှာမင်းစင်းတုံးဆောင်ပါပေါ့နော်အားကြောင့်ကျွန်တော်နားမြေကြီးကုန်လိုက်ပါတယ်တော့လေညီပြီးဆုံးဖို့အတွက်နည်းနည်းပဲလိုပါတော့လေကျွန်တော်နားမှာလိုက်လေးကားလိုက်တယ်လို့တော့လို့တင်ဒီကနေဒီတိပဲလေးလိုက်ပြီးကားရည်တယ်ပေါ့နော်နန်းနေအတိုင်းဆိုကြည့်မကောင်းဘူးရအဲ့တော့နန်းနေလိုက်ညီလိုက်ပါလေကာဖိုင်ရတခုပေါ့နော်ဒီကမြေကြီးလေးနဲ့အလှခံလိုက်တယ်ပေါ့နော်အားလုံးလည်းတော့တကယ်ကြီးပါညရဲ့ဆိုင်ပြီးစကားပြောလို့ရရဲ့ပြောရင်တော့အသားရိုက်ကင်းရရဲ့ပေါ့နော်ဒီဘက်တဲ့ပစ္စည်းတွေကတော့ဒီ chest တဲပြတ်ထည့်ထားရတယ်ပေါ့နော်ချက်သားချက်သားပေါ့နော်ဘာလို့ဆိုတော့ရဲ့စောက်ကားရဲ့ຢာလေးတွေချက်သားတဲ့ဆိုရင်ကြည့်လို့ကောင်းမလားလို့ပေါ့နော်ဒါကပြောတော့ပြီးသေးတယ်တော့ဖန်တန်ကမိတာကြောက်သားမသိဘူးဟာလာပြီးတက်ခိုက်တယ်ပေါ့နော်အခုမှကျွန်တော်တို့အောက်က battle အထိမိုင်းနိုင်ခဲ့ပါပြီဗျတော့ဒါလေးတွေကိုလင်းအောင်လေးရအောင်လှလဲလှအောင်လို့ဆိုပြီးတော့လိုက်ပြီးတော့ဒီနေရာလေးမှာလိုက်ထည့်ရတယ်ပေါ့နော်
ကျွန်တော်ဒီမထားပြရကတော့ကျွန်တော်မှာ work လေးတွေတိုးလေးတွေကြာရောက်လာကြဒီရောက်လာရောကျွန်တော်လည်းမသိဘူးကျွန်တော်ဒီမထားမိဘူးဒီတော့ကျွန်တော်ညညအိတ်တွေကျွန်တော်နားမှာလေးထားအောင်ဒီကခုလေးဆောက်ရပါရဲ့ဗျာဒီတော့ကျွန်တော်လေးကိုဒီမှာခြိုက်မယ်အမှန်တော့ကျွန်တော်လေးရထားပြဘယ်ကျုံဘယ်ဦးမှတော့ပါဘူးကျွန်တော်ဒီဝက်တွေကိုတက်ထားလိုက်ရင်ကောင်းမလားလို့မလုပ်ပါဘူးအဲဆိုတော့ဒီကောင်ကျွန်တော်တကယ်ချင်းနေပါနော်ကျွန်တော်နားမှာတိတ်နေလို့စောင်းအောင်ပေါ့နော်ကျွန်တော်အမိုးကတော့တီးဝက်တီနေပဲလို့ဆိုတယ်နောက်ဆုံးတော့ပြီးသွားပြီဗျာဟိုဒါကတော့ဆန်းရပေါ်တဲ့မျိုးလေးပေါ့နော်တာရှိကျွန်တော်တုံးဝေးလိုပါတယ်နားမှာအတိုင်းရှောက်ပြီးကြိုက်တာပေါ့နော်ဒါကြီးတော့နားမှာလည်းအိမ်ရင်အိမ်အောင်လို့ဘက်တစ်ခုချိုက်တယ်ကျွန်တော်ဒီလဲလေးကိုကြိုက်တယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့သိစံလေးတွေနဲ့ကျွန်တော်ဆောက်ခဲ့တဲ့အရာအလုံးကိုတုတ်ဆက်ဖို့အချိန်ကြပါပြီနောက်ဆုံးအနေနဲ့တော့ဒီတစ်ပင်ကိုလုံးဝဖြစ်ပါတယ်3, 2, 1. View တော့ပါပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ကြပါဦးမယ်